People Radio မြန်မာပရိသတ်များမင်္ဂလာပါရှင်။ဇွန်လ29ရက်နေ့အတွက်ထူးခြားတဲ့သတင်းတွေကိုကျွန်မတီတီကတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ရင်းမာပင်ခရိုင်မှာတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေချင်းပြစ်ခတ်ကြလို့တရင်မှုဆိုသူတေဆုံးတဲ့သတင်း။ဖလန်းမြို့မှာဂျက်ဖိုက်တာ2စီးနဲ့တိုက်ခိုက်ခံရတဲ့သတင်း။စလင်းမြို့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်က6ယောက်တေဆုံးတဲ့သတင်းနဲ့အတူထူးခြားတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဇွန်လ26ရက်မွန်းလွဲ2နာရီခန့်မှာစကိုင်းတိုင်းရင်းမာပင်ခရိုင်တပ်ဖွဲ့ဝင်ရဲဘော်ငဖြိုးဆိုသူကတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေအစည်းအဝေးလုပ်နေရင်းမာပင်ခရိုင်အမှတ်6တပ်ရင်းရဲ့တပ်ရင်းမှုရဲဘော်ပလဲမောင်ကိုပစ္စတိုနဲ့ပစ်ခတ်ခဲ့တဲ့အတွက်နေရာမှာတင်တေဆုံးခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီပစ်ခတ်မှုမှာကျူးလွန်ခဲ့တဲ့ရဲဘော်ငဖြိုးကိုလက်နက်ဖြုတ်သိမ်းလိုက်ပြီးရင်းမာပင်ခရိုင်စစ်ဌာနရဲ့အချုပ်ထောင်ထဲမှာဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီလို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ကသတင်းထုတ်ပြန်ထားပါတယ်။အခင်းဖြစ်စဉ်အသေးစိတ်ကိုတော့ထုတ်ပြန်ထားတာမရှိသေးပဲကနဦးသတင်းထုတ်ပြန်ချက်ပဲလို့သိရပါတယ်။အခုဖြစ်စဉ်နဲ့ပတ်သက်လို့အသေးစိတ်အခြေအနေတွေသိရှိနိုင်စေဖို့အတွက်မလိုလားအပ်တဲ့နောက်ဆက်တွဲကိစ္စတွေမဖြစ်ပေါ်စေရေးစကိုင်းတိုင်းစစ်ဌာနတာဝန်ရှိသူတွေကအနီးကပ်ကွင်းဆင်ဆောင်ရွက်နေတယ်လို့ဆိုထားပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်အနေနဲ့လည်းစစ်ဘက်ဆိုင်ရာဥပဒေလုံထုံးလုံနည်းတွေနဲ့အညီအထူးလေးပေးကင်တွယ်ဆောင်ရွက်သွားမယ်လို့ဖော်ပြထားပါတယ်။တော်လိုင်းရေးအင်အားစုအချင်းချင်းပြဿနာတွေဖြေရှင်းရမှာလက်နက်မသုံးပဲမဟာမိတ်နီးလန်းနဲ့သာဖြေရှင်းကြဖို့အတွက်ဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဘကတအပါအဝင်အဖွဲ့အစည်း40ကျော်တို့ကပြီးခဲ့တဲ့မေလကတည်းကတိုက်တွန်းထားပါတယ်။ချင်းပြည်နယ်ဖလန်းမြို့နယ်တွေကိုဇွန်လ26ရက်ညပိုင်းမှာအကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာတွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဇွန်လ26ရက်ည10:00နာရီအချိန်ခန့်မှာအကြမ်းဖက်စစ်တပ်ရဲ့ဂျက်တိုက်လေယာဉ်2စီးကဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဒေသတွင်သတင်းတွေကတဆင့်သိရပါတယ်။ထိခိုက်ပျက်စီးမှုအသေးစိတ်အခြေအနေတွေကိုတော့မသိရသေးပဲကနဦးသတင်းအနေနဲ့သာဖော်ပြထားတာဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ဟာချင်းပြည်နယ်တွေကမင်းတပ်နဲ့ကံပလက်မြို့တွေကိုလည်းအခုလက်ရှိဇွန်လအတွင်းမှာတင်လေကြောင်းကနေဘုံလုံးပေါင်း100ကျော်တဲ့အထိတိုက်ခိုက်နေတယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ21ရက်နေ့ကကံပလက်မြို့ကစစ်ပေးရှောင်တွေရှိတဲ့နေရာကိုအကြမ်းဖက်စစ်တပ်က drone နဲ့တိုက်ခိုက်ခဲ့လို့ကလေးငယ်တအုပ်နဲ့အမျိုးသမီးတအုပ်တို့တေဆုံးခဲ့ရပြီးခဲ့တဲ့ဇွန်လ19ရက်နေ့ကလည်းကျင်တွေးမြို့ကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲခဲ့တဲ့အတွက်စစ်ပေးရှောင်ပြည်သူ9ဦးထပ်မံတေဆုံးခဲ့က10ဦးထပ်မံဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။မကွေးတိုင်းစလင်းမြို့နယ်တွေကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေကပြီးခဲ့တဲ့ဇွန်လ14ရက်နေ့ကတိုက်ခိုက်ခဲ့ရာ6ယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ14ရက်နေ့ကစလင်းမြို့နယ်ထဲကမိုးဝင်းတရက်ချင်းစစ်တပ်ဂိတ်နဲ့ကျွဲချောင်းပြည်သူစစ်တို့ပူးပေါင်းထားတဲ့အင်အား120ခန့်ပါတဲ့စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်ခဲ့ရာတိုက်ပွဲ4ကြိမ်အပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ဂျာကာလာမကွေး Federal Unit အစိုးရကာကွယ်ရေးဝန်ကြီးဌာနကဇွန်လ26ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်တပ်ဘက်က6ယောက်သေဆုံးခဲ့တာကိုမျက်မြင်တွေ့ခဲ့ရပြီးအများအပြားဒဏ်ရာရခဲ့တယ်လို့ဆိုထားပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းဟာပြည်သူတွေရဲ့နေအိမ်တွေထဲကနေပစ္စည်းတွေခိုးယူလာခဲ့ကြပြီးတိုက်ပွဲဖြစ်ပွားချိန်မှာအထိနာသွားကြတာမို့အဲ့ဒီပစ္စည်းတွေကိုစွန့်ပစ်ကာနောက်ပြန်ဆုတ်ခွာခဲ့ကြတယ်လို့လည်းဆိုထားပါတယ်။အဲ့ဒီစစ်စင်ရေးကိုဂျာကာလာမကွေး Federal Unit စစ်ကြောင်း2နဲ့4တို့ကဥဆောင်ပြီးစလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့မကွေးခရိုင်ပကဖတပ်ခွဲတို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့သိရပါတယ်။အခုလက်ရှိမကွေးတိုင်းထဲမှာစစ်ရေးတင်းမာနေတဲ့အတွက်ပြည်သူလူထုအနေနဲ့အကြမ်းဖက်စစ်တပ်ဖျက်ဆီးသွားလာရာလမ်းကြောင်းတွေမှာခရီးသွားလာတာနေထိုင်တာတွေအထူးဂရုပြုရှောင်ကျဉ်ကြပါလို့အတိပေးတိုက်တွန်းထားပါတယ်။မကွေးတိုင်းမြိုင်မြို့ပေါ်ရှိမိသက်စခန်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဇွန်လ25ရက်နေ့ကမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကအနီးကပ်ချင်းကပ်ချုံခိုတိုက်ခိုက်ခဲ့ရာတယောက်သေဆုံးပြီး2ယောက်ထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပါတယ်။တပ်တွင်းသတင်းပေးဖရဲသီးရဲ့တိကျတဲ့သတင်းပေးချက်အရဇွန်လ25ရက်မနက်6:40မိနစ်အချိန်ခန့်မှာအဲ့ဒီစခန်းထဲကနေရိတ်ခါထွက်ယူလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးရဲဘော်တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာလို့မြိုင်ပကဖအဖွဲ့ကဆိုပါတယ်။မြိုင်မြို့နယ်တွေကဒေသခံပြည်သူတွေအနေနဲ့ဘေးကင်းလုံခြုံရေးကိုဦးစားပေးကအကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်တာတွေမလုပ်ကြဖို့နဲ့သူတို့အနီးနေထိုင်တာတွေမလုပ်ကြဖို့လဲမြိုင်ပကဖအဖွဲ့ကတိုက်တွန်းထားပါတယ်။ပခုတ်ကူနဲ့မြိုင်မြို့နယ်ထဲကကြေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေပြီးထောင်နဲ့ချီတဲ့နေအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးကာဒေသခံတွေကိုလည်းရက်ဆက်တပ်ဖြတ်နေတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ဟာမြေပြင်ကနေစစ်ကြောင်းထိုးနေတယ်လို့
လေကြောင်းကနေလည်းဘုံကျဲတိုက်ခိုက်နေတဲ့အတွက်ဒေသခံပြည်သူ2000ကျော်တို့ဟာဘေးလွတ်ရာတောတောင်တွေထွက်ပြေးနေရပြီးစားတောက်နေထိုင်ခက်ခဲနေတယ်လို့သိရပါတယ်။ဇွန်လ26ရက်ညပိုင်းကဖိလစ်ပိုင်နိုင်ငံဒါဗို့စ်ပြည်နယ်ထဲမှာအင်အားမက်ဂနီကျူ 6.6 အဆင့်ရှိတဲ့အင်အားပြင်းမြေငလျင်လှုပ်ခတ်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ10ရက်နေ့ကလည်းဖိလစ်ပိုင်နိုင်ငံမင်တာအိုကျွန်းမှာRichter scale 9.8 အဆင့်ရှိတဲ့ငလျင်လှုပ်ပြီးနှစ်ပတ်ကျော်အကြာမှာထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။အခုလှုပ်ခတ်ခဲ့တဲ့ဒါဗို့စ်ပြည်နယ်ကငလျင်နဲ့ပတ်သက်လို့ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူး။ဗနီဇွဲလားနိုင်ငံကာရာကတ်စ်မြို့မှာပြီးခဲ့တဲ့ဇွန်လ24ရက်နေ့ကလည်း Richter scale 9.2 အဆင့်ရှိတဲ့ငလျင်လှုပ်ပြီးစက္ကန့်အနည်းငယ်အကြာမှာပဲ Richter scale 9.5 အဆင့်ရှိတဲ့ဒုတိယငလျင်စက်တိုက်လှုပ်ခတ်ခဲ့ပါတယ်။နိုင်ငံအသီးသီးတို့မှာအင်အားပြင်းငလျင်ကြီးတွေဇက်တိုက်လှုပ်ခတ်နေတယ်လို့မြန်မာပြည်တွင်းမှာလည်းအင်အားအသင့်တင့်ငလျင်တွေကလည်းလှုပ်ခတ်နေပါတယ်။ဒီနေ့သတင်းတွေကတော့ဒီလောက်ပါပဲရှင်။ People Radios မြန်မာရဲ့နေ့စဉ်သတင်းတွေကို YouTube Channel နဲ့ Facebook တွေကလည်းကြည့်ရှုနိုင်ပါတယ်ရှင်။မိဘပြည်သူအားလုံးဘေးပေါင်းရန်ပေါင်းတို့ကကင်းဝေးပြီးစစ်ဘေးကိုအောင်နိုင်က Federal Democracy စနစ်ကိုအမြန်ဆုံးပိုင်ဆိုင်ရရှိနိုင်ပါစေလို့People Radios မြန်မာဝိုင်းတော်သားတွေကစုမကောင်တောင်းပေးလိုက်ပါတယ်ရှင်။ People Radio တန်တွေကိုနောက်ဆင်းရင်ပြည်သူ့ဘက်ရဲ့ဒီကရှေ့ဆက်မယ်